မင်္ဂလာပါ KM242 ကနေနှုတ်ခွန်းဆက်တာလိုက်ပါတယ်အခုဆက်လက်လေ့လာမယ့်အကြောင်းအရာကတော့အောင်မြင်ခြင်းနှမျိုးပဲဖြစ်ပါတယ်လူတိုင်းဟာမိမိတို့ရဲ့ဘဝမှာအောင်မြင်မှုတွေကိုရရှိခြင်းပါတယ်အခုကျွန်တော်တို့အောင်မြင်ခြင်းနှမျိုးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်လေ့လာကြည့်တဲ့အခါမှာပထမအောင်မြင်ခြင်းကတော့လူတွေတိုင်းတဲ့ပေတံနဲ့လူတွေအတိမတ်ပြုတဲ့အောင်မြင်ခြင်းပဲဖြစ်ပါတယ်။နောက်အောင်မြင်ခြင်းတစ်မျိုးကတော့ဖျားခင်ရဲ့ပေတံနဲ့တိုင်းတဲ့ဖျားခင်အတိမတ်ပြုတဲ့အောင်မြင်ခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ကလူသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့လိုချင်တဲ့အောင်မြင်ခြင်းကတော့လူတွေတိုင်းတဲ့ပေတံနဲ့ရတဲ့လူတွေအတိမတ်ပြုတဲ့အောင်မြင်ခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်ကိုမိမိတို့ရဲ့ကိုယ်ပိုင်ကယ်တင်ရှင်နဲ့အသက်သခင်ဖြစ်ယုံကြည်လက်ခံလိုက်တဲ့အချိန်ကစပြီးကျွန်တော်တို့ဟာဖခင်သားသမီးတွေဖြစ်လာပါတယ်။ကျွန်တော်တို့ကလူစားတိရှိသလိုဖခင်ကျင့်ဝတ်တဲ့ဝိညာဉ်တော်အားဖြင့်ကျွန်တော်ဖခင်သားသမီးဝိညာဉ်လူတွေလည်းဖြစ်လာတယ်ဆိုတဲ့အရာကိုကျွန်တော်တို့နားလည်ဖို့လိုပါတယ်။ဒါကြောင့်လူတွေရှေ့မှာလောကမှာအောင်မြင်ခြင်းတွေရရှိတဲ့သူတွေအများကြီးရှိပါတယ်။အလားတူပဲတစ်ဖက်မှာလည်းဖခင်ရဲ့ပေရနဲ့တိုင်းလိုက်တဲ့အခါမှာဖခင်အတိမတ်ပြုတဲ့အောင်မြင်ခြင်းတွေရရှိတဲ့သူတွေလည်းရှိပါတယ်။သို့သော်ဒီနှစ်ခုရဲ့ကွာခြားချက်ကတော့လူတွေတိုင်းတဲ့ပေတံနဲ့လူတွေအတိမတ်ပြုတဲ့အောင်မြင်ခြင်းတွေရချင်မှရမယ်။သို့တော်လည်းဖခင်ရဲ့ပေတံနဲ့တိုင်းတဲ့အခါမှာဖခင်အတိမတ်ပြုတဲ့အောင်မြင်ခြင်းကိုရရှိတဲ့သူတွေရှိပါတယ်။ဒီခါမှာကျွန်တော်တို့အနေနဲ့ဖခင်သားသမီးများဖြစ်တဲ့သူတွေအနေနဲ့ဘယ်အောင်မြင်ခြင်းကိုကျွန်တော်တန်ဖိုးထားလဲဘယ်အောင်မြင်ခြင်းကိုကျွန်တော်ရယူဖို့ပြင်ဆင်ပြီးတော့မှရယူနေကြလဲဆိုတဲ့အရာကိုကျွန်တော်ပြန်လဲဆန်းစစ်ဖို့ဖြစ်ပါတယ်တမန်ကျမ်းစာကတော့ဒီလိုပြောပါတယ်ကောရိန္သုဩဝါစာပထမဆောင်ခန်းကြီး၄အငယ်1မှာခရစ်တော်၏အစီပါကဲ့သို့၎င်းဖျားသခင်၏နှံ့နေသောအရာတို့ကိုစောင့်သောဗန္နာစုကဲ့သို့၎င်းသူတစ်ပါးသည်ငါတို့ကိုမှတ်ပါစေထိုမှတစ်ပါးဗန္နာစုမြည်သည်ကသစ္စာရှိရမည်တမန်ကျမ်းစာအရဘုရားသားသမီးတိုင်းကဗန္နာစုတွေပဲဖြစ်ပါတယ်ဗန္နာစုဆိုတာပိုင်ဆိုင်သူမဟုတ်ဘဲနဲ့ထိမ့်သိမ်းဆောင်ရှောက်ရတဲ့သူတွေသာဖြစ်ပါတယ်ဘုရားခင်ကျွန်တော်တို့ကိုပေးထားတဲ့အချိန်ဗန္နာစွန့်ရည်တွေကကျွန်တော်တို့တကယ်တော့ပိုင်တာမဟုတ်ပါဘူးဒါဘုရားခင်ကပေးထားတဲ့အချိန်တွေဗန္နာတွေစွန့်ရည်တွေသာဖြစ်ပါတယ်ဒါဘုရားခင်ပေးထားတဲ့ဒီအချိန်ဗန္နာစွန့်ရည်တွေကိုကျွန်တော်တို့ကဗန္နာစုကောင်းများအနေနဲ့သစ္စာရှိစွာထိမ့်သိမ်းဆောင်ရှောက်ဖို့ပဲဖြစ်ပါတယ်သစ္စာရှိစွာထိမ့်သိမ်းဆောင်ရှောက်တဲ့အခါမှာလူတွေတိုင်းတဲ့ပေတံလူတွေအတိမတ်ပြုတဲ့အောင်မြင်ခြင်းကိုကျွန်တော်တို့ရရှိခြင်းမှရရှိမှာဖြစ်ပါတယ်ဒါမဲ့ဘုရားခင်ပေးတဲ့အချိန်ဗန္တာစွန့်ရည်တွေကိုတန်ရှင်းသောဝိညာဉ်တော်တကူနဲ့ကျွန်တော်ကသစ္စာရှိစွာနာခံလိုက်လျှောက်ထိမ့်သိမ်းဆောင်ရှောက်မယ်ဆိုရင်ဘုရားခင်တိုင်းတဲ့ပေတံဘုရားခင်အတိမတ်ပြုတဲ့အောင်မြင်ခြင်းကိုကျွန်တော်ရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေကျွန်တော်ရဲ့အသက်တာထဲမှာမေးစရာမေးခွန်းလေးတွေရှိနေပါတယ်။အဲ့ဒီမေးခွန်းကတော့ဘယ်အောင်မြင်ခြင်းကိုသင်တန်ဖိုးထားလဲ။ဘယ်အောင်မြင်ခြင်းကိုသင်နှစ်သက်လဲ
ဘာကြောင့်လဲအဲ့ဒီမိကုန်းတွေကိုတည်တည်ချာချာလေးလေးနဲ့စဉ်းစားဆင်ခြင်ပြီးတိကျတဲ့တေချာတဲ့အဖြေရှိဖို့လိုပါတယ်ဖျားသခင်ရှေ့မှာတစ္ဆာရှိခြင်းဖျားသခင်ပြောတဲ့စကားဖျားခင်တမန်တရားကိုပိုင်းခြားနားလည်ပြီးထိုတမန်တရားအတိုင်းတစ္ဆာရှိစွာနာခံသက်ရှင်မယ်ဆိုရင်တော့လူတွေတိုင်းတဲ့ပေဒံနဲ့လူတွေအတိမတ်ပြုတဲ့အောင်မြင်ခြင်းရှိခြင်းမှာရှိပါလိမ့်မယ်ဒါပေမဲ့တေချာတာကတော့ဖျားသခင်တိုင်းတဲ့ပေဒံဖျားခင်အတိမတ်ပြုတဲ့အောင်မြင်ခြင်းကိုကျွန်တော်တို့ခံစားရရှိမှာဖြစ်ပါတယ်။ဒါကြောင့်သခင်ရှုဥမာပေးတဲ့တိုင်းသူပြောခဲ့တဲ့စကားလေးတစ်ခုကတော့တာဓုသစ္စာရှိတော်မူတာကောင်းတင်းဒီအမှုငယ်၌သစ္စာစောင့်နေပြီဆိုတဲ့အတိုင်းပဲဖျားသခင်ရှေ့မှာကျွန်တော်တို့ကဖျားခင်ပြောတဲ့စကားဖျားခင်တမန်တရားကိုသစ္စာရှိစွာနာခံလှုပ်ဆောင်တဲ့သူတွေဖြစ်ဖို့ဒီအောင်မြင်ခြင်းနှမျိုးအကြောင်းနဲ့တိုက်တွန်းနှိုးဆော်ဝင်ငါလိုက်ပါတယ်အရောက်ဆိုင်ကိုဖျားခင်ကောင်းကြီးပေးပါစေ